ကဲအားလုံးပဲဒီနေ့အသေးစိတ်လေးလာသုံးသပ်မှုအစီအစဉ်ကနေကြိုဆိုပါတယ်ဒီတစ်ခေါက်ကျွန်တော်တို့ဆွေးနွေးထုတ်မဲ့အကြောင်းအရာကတော့တော်တော်လေးကိုစိတ်လှုပ်ရှားစရာကောင်းတယ်လို့ပြောရမှာပါဆွေဒင်နိုင်ငံဂိုတန်ဘတ်မြို့မှာကစားသွားခဲ့တဲ့ Manchester United နဲ့ PSG တို့ရဲ့ယာဒီဂျိုခြေစမ်းပွဲစဉ်အကြောင်းကိုနီးစနစ်ပိုင်းအသေးချာလေးဖျာချပြီးကြည့်တော့ကြပါပါဆိုတော့ဒီနေ့အစီအစဉ်မှာဘာတွေပါမလဲဆိုရင်ယာဒီဂျိုပွဲစဉ်ရဲ့နောက်ခါအခြေအနေအစိုးပိုင်းမှာလည်းအားတင်စေခဲ့တဲ့ PSG ရဲ့ကိုနဲ့ရှစ်တန်းကနေ FIA Pix စားကိုခြေစွမ်းပြခဲ့တဲ့စားသမားတွေနဲ့ပွဲပြီးကောက်ချက်ချသုံးသပ်ချက်ဆိုပြီးပါဝင်ပါဒီတီကြားခဲ့တဲ့ပွဲကိုဗီယိုနဲ့ချင်းချုပ်ပြတာမျိုးဟုတ်ပဲဒီစနစ်ပိုင်းအခင်းကျင်းတွေပါဒီချာလေးလေ့လာကြပါဟုတ်ပြီအပိုင်းကြီးအနေနဲ့ဒီပွဲမတိုင်ခင်နောက်ခံချင်းကိုဝင်ကြည့်လိုက်အောင်ပါဝေးမစတဲ့အခင်းချင်းကတကယ်လို့စိတ်ဝင်စားစရာဒီမန်ယူကဦးဒီမှာစားခဲ့တဲ့ဒီတဲ့ရဲ့ဒီပွဲမြောက်ရတဲ့ချစ်စပွဲမကြခင်မှာအရေးကြီးတဲ့ဖလားပွဲတွေလာမှာဆိုတော့ဒီပွဲကတော်တော်လေးကိုဒီပိုင်းဝေးလို့ဆိုင်ကိုကြည့်လိုက်ရင်ထူးခြားတာကလမ်းကြီးရိုးနေတာပါစင်မာလာဘူးကိုထုတ်ပြန်ပြတာတော့ဒီဘက်ကမှဖြစ်မိုင်းကမှတော့မြင်တော့ထူးလာရရပါပွဲရဲ့အချိန်မှတ်တမ်းကိုကြည့်မယ်ဆိုရင် action ကားလို့ပါပဲအဆုံးဖြတ်ထွက်သွားတဲ့ဂိုးဒီအားလုံးကပောက်ခွဲအားအရန်ကောင်းတဲ့ပထမပိုင်းမှာလည်းအလုံးဖြစ်ခဲ့သွားခဲ့တာပါပွဲစားတော့မိနစ်ပိုင်းအတွင်းမှာလည်း PSG ကဦးဆောင်လို့ရသွားတယ်ဒါပေမဲ့ပထမပိုင်းလန်တော့လာမှာပဲ United ကခြေပေးဖို့ပြန်နိုင်ခဲ့တာပါအဲ့ဒီနောက်ပိုင်းတော့ပွဲကြီးတဲ့ဒီအကျဉ်းကိုကစားသွားပြီးတက်ချစ်ဆိုရလာတဲ့အဆုံးသတ်တော့စပီပိုင်းလေးနဲ့ဆန်စစ်ကိုနိုင်ပြီးသွားစေခဲ့တဲ့ PSG ရဲ့အစိုးပိုင်းခင်းကိုအကြောင်းကိုတော်လိုက်အောင်ဒီနေရာမှာဒီကပြောချင်တာကတော့ PSG တိုက်စစ်စင်ရဲ့စဉ်းစားကြည့်ပါပွဲဆက်လို့2မိနစ်တောင်မပြည့်သေးဘူးသူတို့ရဲ့ပထမဆုံးဦးဆောင်ကိုရအောင်တင်သွားနိုင်ခဲ့တာပါ United ခန်းစစ်ကတော့တကယ်ကိုနိုင်ပြီးသွားခဲ့တာအမှန်ပါပဲဒီကိုဘယ်လိုရသွားလဲဆိုတာအစင်လိုက်တေချာလေးပြန်ကြည့်အောင်ပထမဆုံးအနေနဲ့ခွင်းလယ်မှာတေးတက်တဲ့အချက်ဆက်တွေနဲ့ပြီးဆောက်တယ်ဒီကနဲ့ဒုတိယအဆင့်မှာကာဗရက်စကီယာစီကိုခွင်းအခြေအသုံးပြုပြီးဖြတ်တင်ဖို့အရေးကြီးပြုလိုက်တယ်တတိယအဆင့်မှာဘောလုံးကိုဂိုးအေးရတဲ့အတားလေးချပေးလိုက်ပြီးနောက်ဆုံးတော့အီဗရာဟင်အမာရီကညာချီနဲ့ထောင်တဲ့ကိုအပိုင်းပိတ်တင်သွားခဲ့တာပါဒီတင်လုံးရဲ့အခြေဆက်မိမိတိုက်စစ်စင်းမှုနဲ့အထူးသဖြင့်ကာဗရက်စကီယာရဲ့ပါဝင်ပတ်သက်မှုကတကယ်လို့လာပါနေပါတယ်ကဲပိုင်းတော့ရောက်လာပါပြီUnited ရောရှေ့တန်းကလေးဖျားပေးကစားပုံတွေနဲ့ဘယ်လိုများတုံ့ပြန်နေလဲ United ရဲ့ခြေပေါ်မှာအာမဒီယာရဲ့စူးစမ်းအားထုတ်မှုနဲ့ဆွမ်းရည်ပါစစ်တူသူကရှေ့တန်းကနေပုံပြင်းထန်တဲ့ပြီးအားထုတ်တယ်စစ်မြစ်မာခန်းစင်းစီကလည်းဘိုးလုံးကိုပါဝါနဲ့လည်းအမြင့်တော်ပြီးစစ်တော့ပါတော့ဘိုင်းအမြင့်ရှိတော့ကောင်းဆုံးခံပြီးနောက်ဆုံးအစစ်မှာလူတောင်းတွေကိုအစင်းတော်ပြီးဒီတော့ဘာအန်ဒီမှမရှိတဲ့အနေအထားအမိုင်းနဲ့အဆုတ်နေတဲ့ဦးချင်းဆိုင်ကြောင့်ဒီဘိုးကိုခံနေတယ်ဒီနေရာမှာတွင်းကိုပုံစံကွာခြားချက်တွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါဘယ်ဘက်က PSG ရဲ့ဂိုးကတသင်းလုံးဖြန့်ကျက်ပြီးခွင်းအကျယ်ကြီးကိုအသွုံးပြုကတီးဆုပ်သွားတဲ့ကန်ဒဝင်းဆန်ဆန်တည်တတ်တဲ့ကိုမျိုးပါညာဘက်က United ရဲ့ဂိုးကတော့မလျှော်တမ်းဖျားပေးမှုတအူးချင်းဘောလုံးလူယူမှုနဲ့တီကြမြန်ဆန်ကအဆုံးသတ်တွေကနေရလာတဲ့ခက်ခဲကြမ်းတမ်းပေမဲ့အလုပ်ဖြစ်တဲ့ကိုမျိုးပါကစားဟန်တစ်ခုရဲ့အားသာချက်တွေကိုထင်ထင်ရှားရှားမြင်ရတဲ့အခိုက်အတန့်လို့ပြောလို့ရပါတယ်။အခုဆိုရင်အပိုင်းလေးကိုရောက်ပါပြီ။ဒီယာဒီဂျိုပွဲစဉ်မှာတကယ်ကိုပေါ်လွင်ထင်ရှားခဲ့တဲ့ကစားသမားတွေအကြောင်းပြောကြရအောင်။အဓိကချီစွမ်းပြခဲ့သူတွေကိုကြည့်လိုက်ရင်အာမက်ဒီယာလိုကတော့ခုနကပြောခဲ့သလိုပဲမမောနိုင်မပန်းနိုင်ဖီရောက်ပေးမှုနဲ့ခန်းစစ်ကိုပြန်ကူတဲ့နေရာလေးမှာအထူးထင်ရှားခဲ့ပါတယ်။ Harry Maguire ကတော့ဘောလုံးပေးဖို့မှုအပိုင်းမှာတကယ်ကိုဆရာတဆူလိုဖြစ်ခဲ့တာပါ။ပြီးတော့ Andre Santos သူကကွင်းလယ်မှာနေရာယူကျဲပြမှုနဲ့နောက်တန်းကိုအလင်းပြန်လဲပူနေပြနိုင်မှုဒီမှာအမခံပါပဲ။ဒါပြင်ဂိုသမားနှုတ်ဖြစ်တဲ့ Tommy Hitton နဲ့ Matvey Safonov တို့ရဲ့ PR တွေကြားကလက်စွမ်းပြကောက်ကွယ်မှုတွေကလည်းလုံးဝကိုချီးကျူးစရာဖြစ်ခဲ့ပါတယ်။ Harry Maguire နဲ့ပတ်သက်ပြီးမှ match ပေးသူကဒီလိုဆိုပါတယ်။သူဟာအဝေးဘော်လောအနီးဘောပါဘလောက်တိတိကျကျပေးဖို့နိုင်လဲဆိုတာကိုအားလုံးကိုလက်တွေ့ပြသသွားခဲ့တယ်တဲ့။ဒါ PSG ရဲ့ခန်းစစ်ကိုကြော်ဖြတ်ပြီးတိုက်စစ်စင်တဲ့နေရာမှာ Maguire ရဲ့ဘောလုံးပေးဖို့မှုစွမ်းရည်ဘလောက်တောင်အရေးပါခဲ့လဲဆိုတာကိုမီးမောင်းထိုးပြသနေတာပဲဖြစ်ပါတယ်။ဂိုသမားရဲ့အားပြိုင်မှုကိုလည်းမပြောရင်မပြေဆုံးဘူးပေါ့။ထွန်ဟီဒန်ကနေသားပြတ်သွားချိန်မှာမြဲမြဲဆန်ဆန်ပြန်လဲနေရာယူနိုင်စွမ်းကိုပြသသွားခဲ့ပါတယ်။တစ်ဖက်က PSG ဂိုသမား Safonov ကလည်းဒုတိယပိုင်းမှာ Mbumo ရဲ့ကန်ချက်တွေကိုအချိန်ချင်းအမခန့်လမ်းပြန်ကာကွယ်သွားခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးရဲ့စွမ်းဆောင်ရည်တွေတာမရှိခဲ့ရင်ဒီဘက်ကတရေရလက်နဲ့ပြီးဆုံးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။နောက်ဆုံးပိုင်း9ကိုရောက်လာပါပြီ။ပွဲပြီးသုံးသက်ချက်နဲ့ရှေ့ဆက်ရမယ့်ကင်စင်မိုးတွေကိုကြည့်လိုက်ကြရအောင်။ပွဲရဲ့အနှစ်ချုပ်ကိုကြည့်မယ်ဆိုရင်မိနစ်60အပြီးမှာတစ်တီးကြခဲ့ပါတယ်။
ဒါပေမဲ့ရလက်ထက်အရေးကြီးတာကမက်ကွိုင်ယာနဲ့ရှေးလီစီတို့လိုကစားသမားတွေပွဲချိန်ပြီးကစားနိုင်ခဲ့တာပါဒါကကြန့်ခိုင်မှုပိုင်းပြင်ဆင်မှုအတွက်အရန်ကိုအရေးပါတဲ့အချိုးအမြတ်တစ်ခုပါပဲနောက်ပြီးနိုင်ငံတကာပွဲတွေကစားထားတဲ့ Joshua Sazi Kobe Maino နဲ့ Lisandro Martinez တို့လိုအဓိကကစားသမားတွေမကြခင်ပြန်လဲပူပေါင်းတော့မှာဖြစ်လို့အတင်းရဲ့အရာကဒီထက်ပိုပြီးတောင်းတင်လာတော့မှာအသေးချပါပဲ ကဲညီကုန်းချို့အနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုပေါ်လာပါတယ်ရှေ့တန်းကနေဖိအားပေးတဲ့နီးစနစ်ကအလုပ်ဖြစ်နေပြီးအဓိကကစားသမားတွေလည်းပြန်လဲပါဝင်လာတော့မယ်ဆိုတော့အခုရာဒီကျော်မှာပြင်ဆင်ထားတဲ့နီးစနစ်ပိုင်းအခင်းကျင်းနဲ့တအုပ်ချင်းစွမ်းရည်တွေကတကယ်ပြိုင်ပွဲရာဒီရဲ့ကြီးမားတဲ့ဖိအားတွေကိုရင်ဆိုင်ကျော်ဖျက်ဖို့အဆင့်တင်ဖြစ်နေပြီလားဆိုတာပါပဲရာဒီအခြားတရားဝင်ပွဲတွေမှာဒီချေစွမ်းတွေဘယ်လောက်ထိအသုံးဝင်လာမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာပါဒီနေ့ရဲ့လေးလာသုံးသပ်မှုအစီအစဉ်ကိုအဆုံးထိတူတူလိုက်ပါခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်